မင်္ဂလာပါရှင်ကျမကတော့တောင်းတော့ပိုင်းစုပါရှင်ကျမဒီနေ့ညကြည့်ပေးမယ်ခေါင်းစဉ်လေးကတော့သူကိုချစ်တဲ့ချစ်တရားစစ်မှန်မှုရှိရလားဆိုတဲ့ခေါင်းစဉ်လေးကိုကြည့်ပေးပါမယ်ရှင်သူကိုချစ်တဲ့ချစ်တရားစစ်မှန်မှုရှိရလားသူကိုချစ်တဲ့ချစ်တရားစစ်မှန်မှုရှိရလားတူတူဖွင့်ကြည့်ကြရအောင်နော်သူကိုချစ်တဲ့ချစ်တွေကစမှန်မှုရှိရလားဆိုတော့စမှန်မှုမရှိတာကိုတွေ့ရပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကိုယ့်ပေါ်မှာချစ်တဲ့ချစ်နဲ့ပတ်သက်ပြီးတော့အပေါ်ယံဟန်ဆောင်ထားတာကိုတွေ့ရပါတယ်အဲ့ဒါကိုလည်းသိပါတယ်သိပေမဲ့ကိုကသူ့ပေါ်မှာချစ်တဲ့စိတ်နဲ့မတိကျုံးပြုတ်ပြီးတော့သူနဲ့ဆက်တွဲနေရတဲ့ပုံစံအနေအထားမျိုးမှာရှိနေပါတယ်သူကကိုယ့်ပုံမှာချစ်တဲ့စိတ်မရှိတဲ့အတွက်ကြောင့်မလို့မျိုးကိုအမြဲတမ်းပေါ့နော်စိတ်အမြဲတမ်းအနှောက်အယှက်ဖြစ်အောင်စိတ်ဒုက္ခရောက်အောင်စိတ်အနှောက်အယှက်ဖြစ်အောင်အမျိုးပြုမှုလိုက်တဲ့အလေ့ထားလေးတွေရှိတာကိုတွေ့ရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီမေကွန်ကောင်းစဉ်နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မေကွန်ကောင်းစဉ်ကကိုယ်သူချစ်လားအမှန်တကယ်ချစ်လားဆိုလို့ရှိရင်တကယ်မချစ်ပါဘူးလို့ပဲဖြေရပါမယ်ရှင်ဒီဗီဒီယိုကကိုယ်နဲ့ energy ကိုင်ရင်ယူပါရှင် energy မကိုင်ဘူးဆိုလို့ရှိရင်တော့ entertainment တစ်ခုဖြစ်နေတာကြည့်ပေးကြပါရှင်။နေ့သားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။